ချမ်းချမ်းသာသာထိုင်ပြီးတော့တရားနာကြမယ်တရားနှလုံးသွင်းကြမယ်စိတ်ချမ်းသာသလိုထိုင်ဒီကနေ့မွေးနေ့စခန်းပွဲပေါ့နော်ဘုရင်တို့တစ်နှစ်တစ်ခေါက်တစ်နှစ်တစ်ချိန်ဆိုသလိုအထူးပြုလုပ်တဲ့ကုသိုလ်ဒါကြောင့်မွေးနေ့မှာကုသိုလ်တွေထူပွားကြတယ်နည်းနည်းရရကဘဝအနန္တရဘဝဆက်ကုသိုလ်ဆက်ကံဆက်ရှိတဲ့ပုဂ္ဂိုလ်တွေဒီနေရာမှာလာရောက်ပြီးတော့စုံစည်းကြတယ်။ဘာလုပ်ဖို့လာစီပြီးစုံစည်းကြတယ်လဲမေးရင်ကုသိုလ်လုပ်ဖို့ဘာလုပ်ဖို့ပါလိကုသိုလ်လုပ်ဖို့အတွက်ဒီနေရာမှာစုံစည်းကြတယ်နော်။ဘာကုသိုလ်ကိုအဓိကဥဆောင်ထားတယ်လဲလို့မေးရင်ဝိပဿနာကုသိုလ်ဘာကုသိုလ်ပါလိအဓိကဗရဏကုသိုလ်သည်ဘာကုသိုလ်ပါလိအရှံ့ယံကတော့ဒါနကုသိုလ်နဲ့သီလကုသိုလ်ဟုတ်လားဒါနသီလကုသိုလ်ကောင်းမှုကအရှံ့ယံကုသိုလ်နော်ရှံ့ယံထားတယ်ပေါ့ဘာဖြစ်လို့ဒါနသီလတရားတွေသမထတရားတွေရှံ့ယံထားတယ်လဲလို့မေးတော့ဘုရားရှင်အလိုတော်ကြကိုပါရမီဖြည့်တဲ့ခါကာလမှာဘယ်ပါရမီကစပြီးဖြည့်ခဲ့ရဒါနပါရမီရဖြည့်တယ်နော်ဘာကြောင့်လဲဆိုရင်ကုသိုလ်ဒါနပေးကမ်းစွန့်ကြဲမှုမရှိရင်လည်းပဲတန်ត្រာတလွားမှာကျင်လည်ရသည်ရှိတော့မျက်နှာငယ်ရတယ်မဟုတ်လားသီလတွေမစောင့်ချောက်ပြန်တော့လည်းပဲသီလကုသိုလ်မရှိရင်တန်ត្រာတရားမှာကျင်လည်ရသည်ရှိတော့ယောဂါတွေဖြစ်တတ်တယ်လေဘာဖြစ်တတ်တယ်ယောဂါတွေမြောင်များစွာတို့ပြင်ဆိုင်တတ်တယ်ဘုရားဂုဏ်တော်တရားဂုဏ်တော်သံဃာဂုဏ်တော်ဒီပရိပဋ္ဌာန်တွေကိုနှလုံးမသွင်းပြန်တော့လည်းပဲသမထဘာဝနာမရှိစိတ်ဆင်းရဲမှုတွေဖြစ်တတ်တယ်ပေါ့ဒါကြောင့်ဘုရားဂုဏ်တော်တွေပွားရတယ်တရားဂုဏ်တော်သံဃာဂုဏ်တော်တွေပွားများရတယ်ဟုတ်လားအဲ့ဒါလို့အဲ့ဒီဒါနသီလသမထမှာတဆင့်တည်းပြီးတော့ယုံနံဓမ္မသင်္ခါရတရားတို့ရဲ့ဒီရရှိထားသောခန္ဓာ၅ပါးနာယုတ်၂ပါးတို့ဤမမြဲခြင်းလက္ခဏာအနိစ္စလက္ခဏာဉာဏ်လေးကိုမြင်အောင်ဒုက္ခလက္ခဏာဉာဏ်လေးတွေတွေ့လာအောင်အနတ္တလက္ခဏာဉာဏ်လေးတွေထင်ပေါ်လာအောင်ကြိုးစားရတဲ့အလုပ်ကတော့ဒါကသာသနာတွင်ရဲ့အလုပ်ကိုဟုတ်တယ်လားသာသနာတွင်ဖြစ်တဲ့အတိတုဉာဏ်ဒုတာရှိမယ်ဆိုရင်ဘယ်ပုဂ္ဂိုလ်မဆိုပေါ့နော်ယဟန်ပဲဖြစ်ဖြစ်လူဖြစ်ဖြစ်တို့လူဖြစ်လာရကြို့မနှက်ဘူးလားဒါသာသနာတွင်တရားအနတ္တဉာဏ်ကိန်းတဲ့ပုဂ္ဂိုလ်ပေါ့နော်အရိယာဓာတ်တွေပေါ်လွင်သွားပြီးအပေတကားပိတ်တဲ့အတိတ္တဉာဏ်တက်ကလေးတွေမိမိရဲ့စိတ်စဉ်ထဲမှာဖြစ်ခွင့်ရသွားပြီသိခွင့်ရသွားပြီသဘောပေါက်ခွင့်ရသွားပြီလို့ဆိုရင်ဘယ်ပုဂ္ဂိုလ်မဆိုလူဖြစ်ရကြိုးနတ်မနတ်လူဖြစ်ရကြိုးနတ်တယ်ဒါကြောင့်လူဖြစ်ရကြိုးနတ်အောင်လဲကိုကကြိုးစားရမယ်နော်အခုပရိသတ်တွေမွေးနေ့စကံဆိုတော့ဘုန်းကြီးတို့ကအမှုဆောင်ဓမ္မဝန်ဆောင်ဖွဲ့ကိုပြောပြတယ်ဝေကြီးကရောက်လာတဲ့ပုဂ္ဂိုလ်တွေကိုတော့ကြိုးစားပြီးလက်ခံပေးကြပါဘုန်းကြီးတို့မျောနေချစ်တွေများသောအားဖြင့်မွေးနေ့စခန်းကိုရည်ရွယ်ချက်တို့အဝေးကြီးကလာကြတယ်ရန်ကုန်ပတ်ဝန်းကျင်လောက်ကတော့သိအဓိကမဟုတ်ဘူးဒီမှာကြိုတင်ပြီးတော့နာမည်တွေပါတဲ့စရင်သွင်းနေကြအဝေးကြီးကပုဂ္ဂိုလ်တွေကြတော့စရင်သွင်းတာနဲ့အရွှေရွှင်ချစ်တွေရှိတော့ဒီကတရားကျအဲ့ဒါတွေအစဉ်ပြေအောင်လေးပဲတနာပေးကြပါလို့ပေးကြပါလို့နော်နောက်မူဆောင်ဖွဲ့တွေကိုလည်းပြောပြရတယ်ဒါပြောပြတယ်ဆိုတော့တခါအဝေးကပုဂ္ဂိုလ်တွေမို့လို့ခါတရားပြောပြတယ်ဘုရင်တို့ကတော့ဒါတရားစခန်းမှာသူကန္ဓာနဲ့သူခွဲထားတယ်လေ
အမှုဆောင်ဓမ္မဝါဆောင်ဖွဲ့ကယောဂီစရင်လက်ခံကိုစီစဉ်ပြီးအဲ့ဒါယောဂီစရင်နဲ့ပတ်သက်ဘုန်းကြီးတို့ကိုလာပြီးတော့ဒုက္ခမပေးပါနဲ့အစဉ်ပြေအောင်လုပ်ကြပါယောဂီတွေကိုလည်းပြောထားတဲ့ဘုန်းကြီးကိုလာပြီးတော့ဘာလုပ်ပေးပါညာလုပ်ပေးပါဘုန်းကြီးလာမတောင်းဆိုပါနဲ့ဘုန်းကြီးမှာတရားဓမ္မတွေအလွန်များလာပါလေအဲ့တော့ဟိုလိုအတွက်လုပ်ပေးခိုင်းတဲ့ဒီလုပ်ပေးခိုင်းဆိုရင်ဟိုကဝေယဝိဇ္ဇဓမ္မဝါဆောင်ဘက်ကလက်နဲ့လုပ်ရင်ကိုကရှည်တောင်းနဲ့ဖြစ်စည်းလိုက်လို့ရှိနေအဆင်မပြေဘူးပေါ့။အဲကြောင့်လဲဆိုရင်ကိုနေရာထိုင်ခင်းကစသရအဆင်ပြေအောင်လုပ်ရတာကိုနော်သူတို့ဘက်ကလည်းပြန်သတိထားပေးရတယ်။ဒါကြောင့်မလို့အရာတိုင်းမှာစီကံဆိုတဲ့အလုပ်ဟာဘုရားရှင်ရဲ့အလုပ်ဟုတ်လားဘုရားစာရှိသောအရိယာသူတော်ကောင်းကြီးတို့သည်ဘာကိုအဓိကဆောင်ပြီးသုံးပြုဇီကံပါတယ်လေဇီကံသည်အောင်မြင်ကြောင်းဒါပဲလေကြံပြောပါဦးဒီနေ့ခေါင်းစည်းကလေးကိုသဘောပေါက်လိုက်ပါနော်ခေါင်းစည်းကပါလေဇီကံသည်အောင်မြင်ကြောင်းလောကမှာအောင်မြင်သူတိုင်းသည်ဇီကံရှိလို့ဟုတ်ကဲ့လားဘယ်လိုပုဂ္ဂိုလ်တိုင်းအောင်မြင်သူတိုင်းသည်စီကံရှိတယ်စီကံရှိသူတိုင်းလည်းအောင်မြင်တယ်လောကီလုပ်ငန်းဖြစ်ဖြစ်လက်ကုပ်တရာလုပ်ငန်းဖြစ်ဖြစ်အလုပ်တစ်ခုလုပ်တဲ့နေရာမှာစီကံစနစ်တရားဆိုတာရှိမရှိကြည်ရတယ်နော်လူဟာလူစီကံယဟန်ဟာလဟန်ယဟန်စီကံပဲဟုတ်လားယဟန်တန်ဃာတော်ဒီမှာလဲကိုယ်ပိုင်စီကံလေးတွေရှိနေမယ်ဆိုဝိနည်းစီကံလေးတွေရှိနေမယ်ဆိုရင်ဒီယဟန်တန်ဃာတော်ဒီဟာကြီးပွားတော့တာပဲဟုတ်လားဘယ်သူအဆုံးမနဲ့လိုက်နာလို့ဘုရားရှင်ဆုံးမဖြင့်လိုက်နာကျင့်သုံးကြလို့စီကံစနစ်ကြလိုက်နာကျင့်သုံးတဲ့ပုဂ္ဂိုလ်တွေချင်းသာသာဖြင့်နောက်ဆုံးမှာအာသဝကုန်ခဲနဲ့ယဟန်တာထိဖြစ်ကုန်ကြတယ်ပဲနော်လူတွေမှာလည်းပဲစီကံရှိရတယ်လူတွေမှာပါရှိရစီကံရှိရင်လောကီလုပ်ငန်းမှာလည်းစီကံရှိရင်ချမ်းသာတယ်ကိုယ်အဆင်ပြေတယ်နော်လောကုတ္တရာလုပ်ငန်းကိုလုပ်တဲ့နေရာမှာလည်းပဲပါရှိရစီကံပြောတာဆိုတာဝတ္တာစင်တာရည်တာမောတာစားတာတောက်တာကအစနေရာတိုင်းမှာပါရှိရတတိပဒံတရားဆိုတာစီကံပါပဲဟုတ်လားတတိပဒံ၄ပါးသည်ဘသူရဲ့စီကံတရားအားထုတ်မဲ့ပုဂ္ဂိုလ်များအတွက်ဘုရားရှင်ကဘာတွေချမှတ်တယ်ထိုင်တဲ့အခါမှာကိုယ်အမူအရာတိုင်းမှာတတိနဲ့စောင့်ကြည့်ဖို့စီကံတွေမချမှတ်ဘူးလားဝေဒနာတွေပေါ်လာရင်ပေါ်လာတဲ့ဝေဒနာပေါ်မှာတတိနဲ့ကပ်ပြီးတော့ဉာဏ်နဲ့စောင့်ကြည့်ဖို့စီကံနဲ့ထိမ့်သိမ့်ဖို့နော်စိတ်ကလေးတွေပေါ်ရင်လည်းပေါ်လာတဲ့စိတ်ကလေးပေါ်မှာတတိနဲ့ကပ်ပြီးတော့စီနဲ့ကံနဲ့နေဖို့စိတ်အာယုံနောက်ကိုမလိုက်မိအောင်နော်သဘောတွေမြင်စိတ်သဘောကြားစိတ်သဘောတဲ့သဘောခန္ဓာတွေပေါ်လာရင်လည်းပဲပေါ်လာတဲ့အသဘောအာယုံတွေကိုလည်းပဲတတိနဲ့ကပ်ပြီးတော့ကြောင်းကြစိတ်ကြည့်နေဖို့ပေါ့ဒါဆိုရင်ယောဂီတို့ကတတိပဋ္ဌာန်အာယုန်ဒီဟုသောစီကံစနစ်တကျထိုင်နေစဉ်မှာလဲစီနဲ့ကန်းနဲ့နေမယ်ရက်နေစဉ်မှာလဲစီနဲ့ကန်းနဲ့နေမယ်သွားတဲ့အခါလဲစီနဲ့ကန်းနဲ့နေမယ်စားတဲ့အခါမျက်စိလေးဖွင့်တာလေးကအစမျက်စိလေးဖွင့်တော့မှပဲအလကားမဖွင့်ရဘူးဘုရားကဖွင့်နေတာလေးဒီမျက်စိဖွင့်ရင်လည်းဖွင့်တယ်ဖြည်းဖြည်းလေးဖွင့်သွားတာစီကံကလေမျက်စိလေးမှိတ်ထားတဲ့မျက်စိလေးကိုဖွင့်တော့မှအမှတ်နဲ့ဖွင့်ရမယ်တဲ့နော်ရှူထုတ်နေတဲ့လေလေးကိုရှူချိုက်တဲ့လေလေးရှူချိုက်နေတဲ့ကလည်းဘာနဲ့ရှူရမလဲအမှတ်တတိစီကံနဲ့ဟုတ်လားရှူသွင်းတဲ့ဝင်လေလေးပေါ်တာလေးတွေရှူထုတ်တဲ့ထွက်လေပေါ်နေတာလေးတွေရှူတဲ့ဝင်လေထွက်လေပေါ်တိုင်းလေးမှာတတိတိကပ်ပြီးတော့စီကံစနစ်တရားရှိနေမယ်ဆိုရင်ယောဂီများတဏ္ဍာမှာကုသိုလ်စိတ်တွေအမြဲတမ်းတိုးပွားခွင့်မရလာဘူးလားကုသိုလ်စိတ်တွေတိုးပွားလာတယ်ဆိုတာစီးနဲ့ကံနဲ့နေလို့နော်ဘာနဲ့နေလို့အဲကြောင့်စီကံသည်အောင်မြင်ကြောင်းဒါလည်းဗါတဲ့ပြန်ပြောပါဦးလောကမှာ
စီကံစနစ်တရားလေးရှိနေတဲ့ပုဂ္ဂိုလ်ဟာဘယ်သွားသွားဘယ်လာလာဘယ်သူနဲ့ပဲဆက်ဆန်းမယဉ်ကျေးဘူးလားကိုယ်ပိုင်စီကံလည်းရှိတဲ့ပုဂ္ဂိုလ်ယဉ်ကျေးတယ်နော်ဘာသာရေးလုပ်ငန်းလုပ်နိုင်ငံရေးလုပ်ငန်းလုပ်စီးပွားရေးလုပ်ငန်းပဲလုပ်ဘာရှိရစီကံစနစ်တရားလေးဒီအဲ့ဒါလို့ဆောင်ရွက်ကြမယ်ဆိုရင်ဘာမှခက်ခဲမရှိဘူးဟုတ်လားစီကံစနစ်တရားမရှိကြလို့ဒါလေလောကကြီးဘာဖြစ်ကြတာပြဿနာမျိုးစုံဖြစ်နေကြတာပေါ့ဟုတ်လားပြဿနာမျိုးစုံတိုက်ခန်းမျိုးစုံဟိုကတစ်မျိုးဒီကတစ်မျိုးဥကနေပဲကပေါ်ပဲကနေဥကပေါ်အမျိုးစုံတယောက်တစ်ပေါက်တွေဖြစ်ပြီးတော့ဘာဖြစ်ကုန်ကြသလဲဆိုလောဘတွေလွန်မှုဒေါသတွေလွန်မှုမောဟတွေလွန်မှုကုန်ကြတာပေါ့ဟုတ်တယ်နော်လောဘတွေလွန်ခဲ့တယ်ဒေါသလွန်ခဲ့တယ်မောဟတွေလွန်ခဲ့တယ်ဆိုတာဘာမရှိတဲ့ပုဂ္ဂိုလ်အတွက်စီကံမရှိလို့ပေါ့ဟုတ်လားသူ့နေရနဲ့သူစီကံစနစ်တရားလေးတွေနေကြမယ်ဆိုရင်ပြဿနာလည်းမဖြစ်ဘူးနော်လောကကြီးကဘာကြီးစက်တွေဖြစ်နေကြတယ်ဟိုနိုင်ငံနဲ့ဒီနိုင်ငံစက်တွေဖြစ်ဟိုပြည်နယ်ဒီပြည်နယ်ဖြစ်စက်တွေဖြစ်လူတွေတတ်နေကြဖြတ်နေကြဟိုလူပေါ်မှာဒေါသဒီလူပေါ်ဒေါသဘာဖြစ်နေကြလဲဒေါသတွေများတဲ့ပုဂ္ဂိုလ်ကဘာမရှိလို့စီကံမရှိလို့ဟုတ်လားစီကံမရှိဘာများတဲ့ပုဂ္ဂိုလ်စီကံမရှိလောဘဒေါသမောဟကြီးမားတဲ့ပုဂ္ဂိုလ်အုပ်စိုးနေတဲ့ပုဂ္ဂိုလ်တွေဟာဘယ်ပုဂ္ဂိုလ်မဆိုးစီကံမရှိဟုတ်လားဒီတိမကရိုးပြောရင်ပုထုဇဉ်မှန်သမျှတွေဟာဘာမရှိစီကံမရှိဘူးပေါ့ဒီနေ့ဘုန်းတို့လောင်တော်ကြီးဟောသွားတယ်ဘာဟောသွားလဲနောက်ဘယ်လောက်လိုတော့တယ်56ရက်လိုလဲဆိုလားဘာလုပ်ဖို့အတွက်ခင်ဗျားတို့ဘယ်မဲပေးမလဲဘယ်သူမှမပေးနဲ့ကြားလားဘာဖြစ်လို့သူတို့ဘယ်သူမှစီကံမရှိဘူးလေဟုတ်လားဘယ်သူမှစီကံမရှိဘာဖြစ်လို့သူတို့ပုထုဇဉ်တွေကိုတရားလည်းမထမ်းကြဘူးသူတို့ကဟုတ်လားတရားမထမ်းတဲ့ပုဂ္ဂိုလ်တရားအသိရှိလားရှိပါဘူးဘုန်းကြီးဆိုဘယ်သူမှမပေးဘူးရှင်ပြမေးအရှင်ပြဘယ်သူမဲပေးမလဲဘုရားလို့မေးကြည့်ဘယ်သူကမှမပေးဘူးဘုရားကပဲပေးမယ်ဘုရားအဆုံးအမကိုပဲပေးမယ်ဘာကြောင့်လဲဆိုရင်ကုသိုလ်ဖြစ်တဲ့လုံမမဟုတ်ပဲဟုတ်လားဘာဖြစ်တဲ့လုံမဟုတ်အဲ့ဒါကိုသွားပြီးအဲ့ဒီအစအနဒီပေါ်ကြည့်ပါလားဘာဖြစ်တာလဲကိုယ်လည်းပဲဘာဖြစ်သွားလိမ့်မယ်လောဘလီဟိုလိုအတွက်ဒီလိုအတွက်ဘာကိစ္စညာကိစ္စဟာမဆာရမတော့ချူရှင်လေးတစ်လုံးမှမဆာရတဲ့ဒေါသဒီအပယ်လေးပုံရောက်မဲ့အကုသိုလ်တွေဖြစ်ရောကဲဘယ်ရောက်မဲ့ကံဒီတော်အကုသိုလ်ဖြစ်ကြအောင်မှာဟုတ်တယ်လားဘသူမဲဝဲဘယ်ဘက်ကညာဘက်ကဟိုလားညာလဲလူတွေအကုသိုလ်ဖြစ်ကြအောင်မှာပဲပြတနာဖြစ်ဒေါသတွေအများကြီးဖြစ်ကြအောင်မှာပဲခင်ဗျားတို့ကြည်တာကြည်နေကြဘယ်လိုပုံကိုယ်တွေကြောင့်ပဲစီကံမရှိလို့ဟုတ်လားဘာစီကံလဲကိုယ်ပိုင်စီကံဟုတ်တယ်လားဒါကြောင့်မို့လို့မြတ်စွာဘုရားရှင်ကတော့အရာရာတိုင်းမှာဘာရှိဖို့မရှိတယ်စီကံတဲ့ဘုရားရှင်ကချမှတ်ပေးထားတဲ့ဘုရားကသူ့သက်ကိုမတတ်နဲ့ဒါစီကံတော့သူ့စာကိုမခိုးနဲ့သူတော်ဘာသားမယားသားလင်တို့ကိုပြမခြင်းမပြုလုပ်လေနဲ့ဒါစီကံနေနော်လိမ့်လေလက်ပတ်သောစကားဒီကိုဟိုလိန်ညာဒီလိန်ညာမလုပ်နဲ့အဲ့တော့လိန်ညာတဲ့အလုပ်ဟာစီကံမရှိဘူးဘိမ့်ဖက်ကစောလှော်စာအရဲ့ရညိုဒီမူရစေဝါဒီလုပ်တဲ့အလုပ်ဒီဘုရားရှင်စီကံကိုဖောက်တာမို့လားဟိုတဘဝတဏ္ဍစာပဲသိကြတယ်လေတဘဝမှာကြီးပွားဖို့ချမ်းသာဖို့ဒါပဲစဉ်းစားတယ်ဒီကံရဲ့အကျိုးဆက်တွေကိုနောက်ဘဝတွေမှာသူဘယ်လိုခံရမယ်ဆိုတာကိုမသိဘူးဒီဘချမ်းသာပြီးရောဘသူတွေဘာဖြစ်သိခြင်းနဲ့ကောင်သိဖြစ်ခြင်းနဲ့ကောင်ဖြစ်ကဲအဲ့လိုကိုလို့ရှိနေတဲ့ကိုဘသူသေးသေးမသေးသေးငကြေမာပြီးရောဆိုတဲ့အလုပ်ဟာ
ဘာမရှိတဲ့ပုဂ္ဂိုလ်လို့ကောင်းကျိုးဖြစ်မှာလားဆိုးကျိုးဖြစ်မှာလားစဉ်းစားပြီးတာပေါ့စဉ်းစားမိတာပေါ့ဘုရားရှင်တို့မြတ်စွာဘုရားရှင်ဟာအဆုံးမအတိုင်းသာလိုက်နာကျင့်သုံးနေတဲ့ပုဂ္ဂိုလ်ကြီးပုဂ္ဂိုလ်မှန်တယ်မြတ်တွေမြန်မာနိုင်ငံတနိုင်ငံလုံးမှာဒီဘုရားအဆုံးမတဲ့၅ပါးသီလလိလုံခြုံပါဗျာကိုပါ၈ပါးသီလလိထားလိုက်အောင်နော်၅ပါးသီလတာလုံခြုံဟုတ်နိုင်ငံတော်သမ္မတကြီးကအစရက်ွက်ကအုပ်ချုပ်တဲ့ပုဂ္ဂိုလ်ထိမိသည့်ပုဂ္ဂိုလ်မဆို၅ပါးသီလတာရှိဘာဖြစ်နေကြမလဲစီကံရှိနေမယ်ဟုတ်တယ်လားဘုန်းကြီးတို့ယဟန်တန်ဃာတော်ဆရာတော်ကြီးတွေကတနိုင်ငံတော်အုပ်ချုပ်တဲ့ဆရာတော်ကြီးတွေကအစဘုန်းကြီးတို့ဟိုကွင်လေးတွေကိုထိဘာရှိရင်ဘာဖြစ်မလဲအကုသို့မဖြစ်ဘူးပေါ့အရာတိုင်းမှာဘာဖြစ်နေကြမလဲငြင်းချမ်းနေမယ်လေနော်ဒါကြောင့်မလို့ယဟန်ကျင့်ဝတ်တပါးချုပ်ကလုံနဲ့တကကဲ့ရချ၏ဒီလိုပြောတယ်နော်လူဤကျင့်ဝတ်တပါးချက်ကလူနဲ့တကားကဲ့ရချ၏လူတွေဖြစ်စေယဟန်ဖြစ်စေတဲ့ကျင့်ဝတ်တိခါပုဒ်တွေကိုဖြစ်စည်းနေတဲ့ပုဂ္ဂိုလ်ဟာဘာဖြစ်တယ်လူတွေရောနတ်တွေရောဘာဖြစ်နေတယ်ကဲ့ရတယ်တဲ့ဘာဖြစ်လို့ကဲ့ရတယ်စီကံမရှိလို့ဟုတ်လားယဟန်ကျင့်ဝတ်တပါးချုံတပါးတကလူနဲ့တကားရှိမြောက်ချ၏နော်လူတို့ကျင့်ဝတ်တပါးတကလူနဲ့များစွာရှိမြောက်ချ၏လူတို့ကျင့်ဝတ်တဲ့ယဟန်တန်ဃာတော်မြေစောင့်ထိန်ရတဲ့သိက္ခာပုဒ်တွေပြည့်ပြည့်စုံစုံရှိနေမယ်ဆိုရင်ဘာဖြစ်တယ်လူနဲ့ဥက္ကပူဇော်ထိုက်၏ဟုတ်တယ်လားလူတွေနဲ့ဒီမြမာတွေဘာဖြစ်တယ်ပူဇော်ထိုက်တယ်တဲ့သိက္ခာတွေရှိလို့သိက္ခာပုဒ်တွေရှိလို့စီကံတွေရှိနေလို့ဝိနည်းစီကံတွေရှိနေလို့ဟုတ်လားလူတို့ရဲ့တဏ္ဍာမှာလဲလူဤကျင့်ဝတ်တပါးချုပ်ကလူနဲ့တကကဲ့ရဲ့ချတယ်လို့ဟောလူတို့ကျင့်ဝတ်တွေတပါးတက်ကလူနဲ့များစွာပူဇော်ရ၏ချီးမြှောက်ရ၏တဲ့ကြည်သာအဲအတိုင်းမှာဘုန်းကြီးတို့တရားဓမ္မတွေမသိပင်ညာတော်လဲပဲသူတပါးစိတ်သိတဲ့နတ်တီကမသိလားသိလားအခုဘုန်းကြီးတို့အခုဣဒ္ဓာထဲမှာလူပေါင်း1000ဝန်းကျင်900 800 900 1000ဝန်းကျင်လောက်ပဲရှိမယ်ဘုရားဝိသပေါင်းဒါပေမဲ့လူသားတွေက1000ပတ်ဝန်းကျင်လောက်ပဲရှိတယ်နတ်မြတ်မာတွေအများကြီးသိမ့်သန်းကလေးရောက်နေတဲ့ဘာလုပ်ဖို့ပါလိကုသိုလ်လုပ်ဖို့အတွက်ဗျာလူရင်ပြောရင်ဘာလုပ်ဖို့အတွက်ဘုရင်တို့ကဖိမှန်တကပြုထားတဲ့အားလုံးအရှိတောင်အမြတ်အရက်၄မျက်နှာအရက်၈မျက်နှာအရက်10မျက်နှာမှာရှိကြကုန်သောနတ်မြတ်မာပေါင်းတို့ကိုကျွန်ုပ်တို့နဲ့ကုသိုလ်ကံကုသိုလ်ကောင်းမှုတွေဝိုင်းပြီးပြုလို့ကြရအောင်ဟုတ်လားဒါနကုသိုလ်သီလကုသိုလ်ဝိပဿနာဘာဝနာကုသိုလ်တွေဝိုင်းပြီးကုသိုလ်ကောင်းမှုတွေပွားများကြပါကုန်စို့ကျွန်ုပ်တို့ဘုရားရှင်အလိုတော်ကြဟောပေါ်ညွှန်ပြသောတရားတော်မြတ်တို့ကိုနာယူမှတ်သားပါမယ်နာယူမှတ်သားဟောပေါ်ညွှန်ပြတဲ့ခါကာလမှာသင်္နကောင်းနဲ့မြတ်နဲ့အပေါင်းတို့သည်လည်းပဲဤတရားတော်မြတ်ကိုနာယူမှတ်သားကြကုန်လျက်ဆင်းရဲခြင်းဒုက္ခအပေါင်းမှလောကင်းကချမ်းသာခြင်းခံစားနိုင်ကြပါစေမဉ္ဇဉ်ဘုံဉဏ်နိဗ္ဗာန်ချမ်းသာကိုရရှိနိုင်ကြပါစေဒါမေတ္တာဖိမှန်တကပြုထားတယ်နော်ဒီနေ့တရားဓမ္မတွေဘယ်လောက်ဝေးဝေးမလိုခြင်းလို့လာကြတရားလိုခြင်းလို့ကုသိုလ်လိုခြင်းလို့အထွတ်ထိပ်ကုသိုလ်ကိုလိုခြင်းလို့ဟုတ်တယ်လားတရားသူတရားမြတ်ကိုရလိုတဲ့ဆန္ဒဖြင့်ပင်မခြင်းကိုဗရဏမထားဘဲနဲ့မရောက်လာဘူးလားငွေကုန်ချေကြခံပြီးရောက်လာကြတာအဲ့ဒီမှာကိုမြန်မာနိုင်ငံလူတွေတော်သေးရဲ့ဟိုအမေရိကန်ကပဲလာကြတာကြီးအမေရိကန်လားတရုတ်ပြည်ကလည်းရှိနေကြဟာတရုတ်ပြည်ကလူတွေကလည်းကြီးတန်းလာကြတာဒီနေရာလေးမှာကုသိုလ်တွေပွားခြင်းလို့ရောက်လာကြတာအသီးသီးဒါကုသိုလ်ဆက်ပါရမီဆက်ကုသိုလ်ကံဆက်ရှိတဲ့ပုဂ္ဂိုလ်တွေဟုတ်လားဘဝပေါင်းမြောင်များစွာတဲ့ကုသိုလ်ဆက်ကံဆက်ပါရမီဆက်တွေရှိတဲ့ပုဂ္ဂိုလ်တွေဒီညမှာစုံစည်းပြီးတော့ဘယ်သူအဆုံးအမကိုနားထောင်သွားကြမလဲဘုရားရှင်ဆုံးမတရားသည်ဗါတဲ့စီကံဘုရားဆုံးမသည်ဗါတဲ့လေဘုရားကထိုင်ပုံထိုင်နည်းမသိဘူးလားထပုံထာနည်းမသိဘူးလားခြေလှမ်းဖို့လှမ်းနည်းမသိဘူးလားရပ်ပုံရပ်နည်းမသိဘူးလားစားဖို့စားနည်းကြည်ပုံကြည်နည်းနားထောင်ပုံကအစအရာတိုင်းမှာဘုရားရှင်အဆုံးအမတရားကစီကံကအလွန်ကောင်းတယ်ဟုတ်တယ်လား
ဘုရားရှင်အဆုံးမတဲ့စီကံအတိုင်းလိုက်နာကျင့်သုံးသွားကြလို့ဘာတကားတွေပိတ်ကုန်ကြအဘယ်တကားပိတ်ပြီးတော့ဘာတကားပွင့်သွားတာဘယ်သူအဆုံးမကိုလိုက်နာလို့ဒါကြောင့်ဒီနေ့အားလို့ကိုယ့်ရဲ့မိဘညီကောင်မောင်နှမမိသားစုတို့သဘောထားပြီးတော့ပြောပါတယ်စီကံသည်အောင်မြင်ကြောင်းဗါတယ်လေဟေးစီကံသည်အောင်မြင်ကြောင်းအောင်မြင်မှုအတွက်ဘာရှိရမလဲတဘောဝတသက်တာအောင်မြင်ခြင်းမဟုတ်ဘူးနော်ဒီစကားလုံးနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားရှင်ကောသလမင်းကမြတ်စွာဘုရားထံရောက်လာမြတ်စွာဘုရားတပည့်တော်ခဏခဏတူပြီးတူတော်မောင်နဲ့တိုက်ပွဲတွေဆင်နွှဲရရှုံတဲ့ခါကျုံနိုင်တဲ့ခါနိုင်ဘုရားနိုင်တဲ့ခါလည်းပဲသူ့ရဲ့73ပါးနဲ့ယူပြီးတော့တပည့်တော်ကြွန်ခန့်ရတပည့်တော်ရှုံမြန်တော့တပည့်တော်ရဲ့73အကုန်တူသိမ့်တယ်73ပါးနဲ့လှုပ်တယ်အလွန်ပင်ပန်းရတိုက်ပွဲဆင်နွှဲရတာလည်းမကောင်းဘူးဘုရားအဲ့ဒါလိုပင်ပန်းပြီးစိတ်ထဲမှာနေဘူးကျဲမှာရောက်လာတော့ဘုရားရှင်ကမင်းကြီးတဲ့လောကမှာတိုက်ပွဲပေါင်းရာထောင်မကအောင်မြင်ပြီစီဟုတ်လားအောင်မြင်သောစစ်တိုက်ပွဲလို့ငါဘုရားမဆိုလိုဘူးတဲ့အပြင်မှာတိုက်ပွဲတွေဘယ်လောက်နိုင်ကုသိုလ်နဲ့နိုင်သလားအကုသိုလ်နဲ့နိုင်သလားဒေါသတွေရှေ့ထားနေရတာပဲဟုတ်လားလောဘဒေါသမောဟတရားတွေရှေ့ဆောင်ထားနေခြင်းကြောင့်ချမ်းချမ်းသာသာလားဆင်းဆင်းရဲရဲလားကိုယ်ဘက်ကလည်းအမျိုးသေးကြကြည်ကြနော်ကိုချုံမြန်တဲ့ကိုလူတွေအကုန်လုံးပါသွားပြန်ပြီတစ်ဖက်နိုင်ငံတို့တစ်ဖက်လူစည်းတာအနှိမ့်ဆက်ခံရဟုတ်လားသူတို့ဘာစီကနိုင်ဟိုဘက်ကနိုင်ရင်လည်းပဲကိုလူကဒုက္ခရောက်ပြန်ပြီကိုကချုံရင်လည်းသူတို့ကဟိုတင်ဒုက္ခရောက်ပြန်သူတို့ကိုဒုက္ခရောက်ပြန်ပြီကဲကောင်းတယ်လို့လားမကောင်းတယ်လို့လားငင်းကြီးတဲ့လောကမှာတိုက်ပွဲပေါင်းရာထောင်မကနိုင်ပါပြီစီတကယ်တိုက်ပွဲမှာဆင်နွှဲလို့တကယ်တိုက်ပွဲမှာနိုင်တယ်လို့ငါဘုရားမဆိုလိုဘူးတဲ့တိုက်ပွဲမှာနိုင်တဲ့ပုဂ္ဂိုလ်ဒီတိုက်ပွဲမှာဆင်နွှဲနိုင်တဲ့ပုဂ္ဂိုလ်ဆိုတာဒါရှိကိလေသာကိုနိုင်မှအတွင်းတဏ္ဍာထဲမှာမိမိရဲ့စိတ်စဉ်ထဲမှာလောဘဆိုတဲ့ယံတဘုံအတွင်းတဏ္ဍာမှာရှိနေတဲ့ဒေါသဆိုတဲ့ယံတဘုံအတွင်းတဏ္ဍာမှာရှိတဲ့မောဟဆိုတဲ့ယံတဘုံလေးကျမ်းတန်တဲ့လောဘဒေါသမောဟကိုဆိုလိုတယ်နော်ရိုးရိုးကလေးမိမိတို့ဇနီးမယားသမီးသားမိသားစုတဲ့အနေနဲ့လောဘဒေါသကိုဆိုလိုသည်မဟုတ်ကျမ်းတန်တဲ့လောဘတွေကျမ်းတန်တဲ့ဒေါသတွေကျမ်းတန်တဲ့မောဟတွေစိတ်ထဲမှာပူလောင်နေတဲ့လောဘဒေါသမောဟတွေအဲ့ဒီစိတ်ဆိုးစိတ်မဲ့တွေဟာတပုံနဲ့တူတဲ့သူ့ကိုဘာလို့ရမယ်ဘုရားကနိုင်အောင်ကြိုးစားရမယ်နိုင်နေရမယ်တဲ့ကြမ်းတမ်းတဲ့လောဘဒေါသမောဟတရားကိုဘာလို့ရမယ်နှိမ့်နေရမယ်ဘာတရားကိုလက်ကင်ထားရမယ်တဲ့တတိပဋ္ဌာန်တရားဘာတရားတွေလဲသာဒောသစိတ်တံသာဒောသစိတ်တံနိပဒနာတိသာမောဟစိတ်တံသာမောဟစိတ်တံပဒနာတိသာရာဂစိတ်တံသာရာဂစိတ်တံပဇာနာတိဘုရားရှင်ကလေရာဂစိတ်ပေါ်ပေါ်ဒေါသစိတ်ပေါ်ပေါ်မောဟစိတ်ပေါ်မာမာနစိတ်ပေါ်ပေါ်ဝိကိတစိတ်တံဝိကရပဇာပြန်လွှင့်ရင်ပြန်တဲ့စိတ်ပေါ်ပေါ်ဘယ်စိတ်ပဲအာယုံပဲပေါ်ပေါ်ပေါ်လာတဲ့အာယုံပေါ်မှာတတိနဲ့သိသိပြီးတော့ကြောင်းကြစကြည့်နေမယ်ဆိုရင်ဘယ်စိတ်ပေါ်ပေါ်လောဘနဲ့တွဲလာတဲ့ပေါ်တဲ့စိတ်ကြည့်လိုက်ရှိသေးသလားသို့သဘောဖြစ်သို့သဘောသို့ပြတ်သွားမှာပေါ့ခြေကယုတ်နံချုပ်ပြောက်ဟန်နောက်ယုတ်နံနဲ့ကြည်ဟုတ်တယ်လားပါကိုတဲ့ခြေကယုတ်နံချုပ်ပြောက်ဟန်နောက်ယုတ်နံနဲ့ကြည်နော်ရှိကယုတ်တဲ့နန္တလေးတွေပေါ်ပြီးတော့ခဏလေးပေါ်ပြီးတော့ခဏပြောက်သွားပါလားမြင်စိလေးပေါ်မြင်စိလေးခဏပြည့်ခဏပြည့်ကြားစိလေးပေါ်ကြားစိလေးခဏပြည့်ခဏပြည့်နာစိတ်ကလေးပေါ်ပေါ်စားစိတ်ကလေးသည်စားစိတ်သည်ယာနာကောင်းစိတ်ကြံကြည့်သောစိတ်သည်ဘယ်စိတ်ဘယ်အာယုံမဲ့ပေါ်ပေါ်ဖြစ်ပေါ်လာတော့အာယုံမှန်တယ်မြတ်ဒီခဏဖြစ်ပြီးခဏပြည့်နေတယ်ခဏဖြစ်ပြီးသူ
သူသဘောသူဖြစ်ပြီးတော့ပစ္စည်းတဲ့သဘောတက်ကလေးပဲကဲကပ်ပြီးကြောင်းကြတာကြည့်နေမှဆိုရင်ငါဝင်သေးသလားပုဂ္ဂိုလ်လာပါဦးမလားတတ္တဝါလာပါဦးမလားဘဝသက်တာယာရမယဘဝသက်တာယာရခြင်းသည်ဘုရားအဆုံးမစီကံကိုလိုက်နာနေလို့ဘယ်သို့ဆုံးမဘုရားဆုံးမသောစီကံစနစ်တကျလေးတွေလိုက်နာကျင့်တော်တတိပဒံတရားလက်ကင်ထားပြီးတော့ထိုင်နေစဉ်လည်းပဲတတိလေးကပ်ပြီးတော့ညာလေးနဲ့စောင့်ကြည့်နေပါလေရက်နေစဉ်လည်းပဲတတိလေးကပ်ပြီးတော့ညာလေးနဲ့စောင့်ကြည့်နေပါလေရှည်လန်းနေလန်းနေမှာကြွခြင်းစိတ်ကြောင့်ကြွမှုဖြစ်လာထိုကာမပါယောဂီများလမ်းခြင်းစိတ်ကြောင့်လှမ်းမှုဖြစ်လာထိုကာမပါယောဂီများရှည်တော်လေးခြားတော့မဲ့ခြားခြင်းစိတ်တော်ခြားမှုဖြစ်လာထိုကာမပါယောဂီများထိခြင်းစိတ်ကြောင့်ထင်းမှုဖြစ်လာထိုကာမပါယောဂီများကြွတယ်ဟောင်းလည်းကြွဟန်းလေးတွေကြွတယ်အမူအရာလေးတွေလမ်းဟန်လေးလမ်းတဲ့အမူအရာလေးတွေခြားလေခြားတဲ့အမူအရာလေးတွေထိဟန်လေးသိဟန်လေးတွေပေါ်မှာတတိလေးကပ်ပြီးတော့ဉာဏ်လေးနဲ့ကက်ကပ်ပြီးကြောင်းကြတာကြည့်နေမယ်ဆိုရင်အကြည့်ခန္ဓာအာယုံတို့သည်အကြည့်ညာအောင်မှာဒရဇတ်ဖြစ်ဒရဇတ်ပြည့်နေတယ်ဟုတ်တယ်လားသူ့သဘောသူဆောင်းလာနေတယ်မဟုတ်လားဖြစ်ပေါ်လာတဲ့မြတ်တော်သင်္ကတအာယုံမှန်တဲ့မြတ်တို့သည်တဲ့ခန္ဓာဖြစ်ပြီးတော့ခန္ဓာပြည့်နေတယ်ဒါကြောင့်မို့လို့ခန္ဓာကိုယ်ကြီးမှာပေါ်လာတဲ့အာယုံတဲ့ကလေးတွေကိုတတိနဲ့သိစီပြီးကြည့်နေတဲ့အလုပ်ဒီဘာလုပ်တာကိုယ်ပိုင်စီကံနဲ့စောင့်ချောက်နေတာပေါ့ဘသူကိုဘသူစောင့်ချောက်နေတာတို့မိမိကိုယ်ကိုမိမိစောင့်ချောက်နေတာနော်ဘသူကိုစောင့်ချောက်နေပါလိမိမိကိုယ်ကိုမိမိစောင့်ချောက်နေတဲ့ဒါကြောင့်မို့လို့ဘုရားရှင်ကအတ္တနံပိယံဇိညာရခိယနာတုရခိတံတဉ္ညာအညတရဓမ္မပရိစ္ဆေကေယပန္တိတော်လို့မိန့်တော်ပြီးတော့ပညာရှိတဲ့အမျိုးသားအမျိုးသမီးတို့သည်ရရှိတဲ့ဘဝလေးကိုပထမအရွယ်မှာဖြစ်ဖြစ်ဒုတိယအရွယ်မှာပြတ်တဲ့အရွယ်မှာဖြစ်အရွယ်သုံးပါးမှာတရွယ်ရွယ်သောရှင်ကာလမှာဘာလို့ရမလဲဘာလို့ရမလဲစိတ်ကိုစောင့်ချောက်ရမယ်တရားအတိတိပုံအောင်စိတ်ကိုစောင့်ချောက်ရမယ်ပထမအရွယ်မှာမညာပူညာပေါ်ထားမယ်ဘာပေါ်သေးဘူးဒုတိယအရွယ်မှာမညာပူညာပေါ်ထားရမယ်ဒုတိယအရွယ်မှာလည်းမညာပူညာမပေါ်ခဲ့ဘူးတတိယအရွယ်အသက်50ကနေပြီး85နှစ်အတွင်းဟုတ်လားမိမိခန္ဓာကိုယ်ယုံနဲ့အိုးစားကွဲကာနိတိုင်အောင်ထီအတိတုဉာဏ်တို့ပေါ်လွင်အောင်ဘာလို့သွားရမလဲကျင့်သွားရမယ်နော်ပေါ်လွင်အောင်ဘာလို့သွားရမလဲအဲ့ဒါလို့မိမိတဏ္ဍာမှာဘုရားရှင်အဆုံးအမစီကံစနစ်တကျအလေးလိုက်နာကျင့်ကြံပွားများအားထုတ်ကြမယ်ဆိုရင်ယဟန်ဖြစ်စေလူဖြစ်စေမိသည့်ပုဂ္ဂိုလ်မဆိုကဲဒီပုဂ္ဂိုလ်ဟာချမ်းသာမှာလားဆင်းရဲမှာလားဒါရှိလို့စီကံရှိလို့ဘယ်သူအဆုံးမလိုက်နာလို့ဒါကြောင့်ထိုင်တဲ့အခါဖြစ်ဖြစ်ထားတဲ့အခါဖြစ်သွားတဲ့အခါကိုယ်အဆောင်ထဲမှာဖြစ်စီဘုရားရှင်ကစကားတွေကိုမများလေနဲ့တဲ့စကားကိုတိုးစီတရားကိုပြိုးစီတရားကိုအမြဲတမ်းပြိုးထောင်ထားရမယ်တဲ့ဟုတ်လားစကားကိုနည်းစီတရားကိုမြဲစီဗာမြဲရမယ်အေးတရားအတိတ္တတိအမိမိတဏ္ဍာမှာမြဲမြံမှုပေါ်လာအောင်မဆောင်ချောက်ရဘူးလားအဲ့ဒါလို့တရားအတိတ္တတိမြဲလာမယ်ဆိုစကားနည်းလာပြီပေါ့တရားမြဲရင်စကားနည်းလာတဲ့ဒါတော့စကားကိုမပြောဆိုခြင်းဒီကောင်းဆုံးဝစီမပိတ်တော်လဲဝစီပိတ်ပြီးတကယ်တော့နှုတ်ကိုဘာလို့ရမယ်စောင့်စည်းရမယ်နော်ဘာကိုစောင့်စည်းရမယ်မိမိရဲ့ဝစီဗေဒခြိတိုင်းချမဟုတ်လားမိမိရဲ့နှုတ်ကိုမသိမ့်မစီးမစောင့်မချောက်ဘူးဆိုရင်ပုဂ္ဂိုလ်မဆိုရန်ဖြစ်ဖြစ်လူဖြစ်ဖြစ်နှုတ်မှာဘာဖြစ်တတ်တယ်အကုသိုလ်တွေအပယ်လေးပုံရောက်စီနေအကုသိုလ်တွေခြားကိုမိလောင်တတ်တယ်မဟုတ်လားဘာလောင်တတ်တယ်ဘာဖြစ်လို့ခြားကိုမိလောင်တတ်လဲစီကံမရှိလို့အပယ်လေးပုံရောက်သွားသောပုဂ္ဂိုလ်မှန်တယ်များတို့သည်စီကံရှိလို့လားမရှိလို့လားစီကံဟာဘယ်သူဆုံးမှာဒီနေရာဒီမှာစီကံရှိရမှာလဲမိအရိယာပုတ်တိုင်းထိုင်နေတဲ့အရိယာပုတ်တဲ့ကမှာဟောထိုင်တဲ့ခါလဲပဲမိမိသိခံပြီးမှတ်ရမယ်
ထိုင်တဲ့ခါလဲတတိလေးကပ်ပြီးတော့လေကိုဝါဝါလေးနဲ့ရှူပြီးစိတ်ကလေးကိုနာသီးပြားလေးမှကပ်ပြီးတော့ရှူသွင်းတဲ့လေးလေးဟာနာသီးပြားမှထိသွားတာလေးကိုသိအောင်ကြိုးစားရှူထုတ်တဲ့လေးကနာသီးပြားလေးမှထိသွားတာကိုကြည့်အောင်ဝင်လေထိသိထွက်လေထိသိနာသီးပြားလေးမှကာယပတ္တာရှိတယ်လေကာယပတ္တာတဲ့မှာရှူရှိုက်တဲ့ခါမှာထိသွားတာလေးကိုသိအောင်ကြိုးစားလေးကလေးခက်ရှိရှိလေးရှူဝင်လေထိသွားတာသိအောင်ကြိုးစားလိုက်ထွက်လေထိသွားတာသိအောင်ကြိုးစားလိုက်လေလီဝါဝါလေးရှူပြီးတော့ဝင်လေထိတာလေးသိပြီးထွက်လာထွက်လေထိတာလေးသိပြီးစစ်တိုင်းမှလေလီမှန်မှန်လေးရှူရတယ်လေရှူမှန်ရတယ်နော်လေရှူမမှန်လို့ရှိရင်စိတ်မကြည်လင်ဘူးစိတ်မကြည်လင်တာသည်တမာတိမဖြစ်လို့အဲ့တော့လေရှူမှန်ရင်ဥပမာလေးဘုရားကပြောပြတယ်တက်တုံးလေးဆွဲတဲ့လွှဆွဲသမားတွေမြင်ဘူးတယ်မို့လားလွှဆွဲတဲ့အခါမှာအထက်ကတယောက်အောက်ကတယောက်ပေါ့နော်ဆိုနေရမှာအထက်ကတယောက်အောက်က2ယောက်ဆွဲတယ်အောက်က2ယောက်ဆွဲချတဲ့ပုဂ္ဂိုလ်နဲ့အပေါ်ကတော့တယောက်တည်းဆရာကအပေါ်ကနေရတယ်အောက်ကမြင်းတန်းလေးကိုတန်းလိုက်ကမြင်ဖြောင်းသွားအောင်အပေါ်ကဆရာလို့တဲ့ပုဂ္ဂိုလ်အပေါ်ကနေရအပေါ်လူကတော့တက်ကောင်းတက်တာအောက်ကလူက2ယောက်ကတော့တွန်းပေးရအဲ့တော့လွှဆွဲတဲ့ပုဂ္ဂိုလ်ချင်းဘာလို့ကချုပ်ကနေမှန်မှန်လေးဆွဲရတယ်နော်မြန်ကြီးဆွဲရင်ဒီပုဂ္ဂိုလ်တာချီခံနိုင်ပါမလားသူကပုံမှန်လေးချုပ်ကနေအဲ့လိုဆွဲပြီးလွှဆွဲနေတဲ့ပုဂ္ဂိုလ်လေလွှကိုမှန်လေးဆွဲတဲ့ကမပင်ပန်းတယ်လို့ပေါ့နော်အဲ့ဒါလိုပဲတဲ့ရှူချက်တဲ့ခါမှာခန္ဓာကိုယ်ရှူချက်တဲ့ခါမှာမှန်လေးလေကလေးဝါလေးရှူရတယ်ဝင်လေထွက်ပုံမှန်လေးပုံမှန်လေးထွက်လေပေါ်တဲ့ပုံမှန်လေးကြက်ခါပဲကြည့်နေဖို့အဲ့ဒါလို့လေကိုဝါဝါလေးပုံမှန်လေးရှူချက်ပါများလာတဲ့ခါမှာစိတ်ကြည်လင်လာတယ်နှလုံးသွေးကြည်လင်လာတယ်နော်စိတ်ချမ်းသာမှုလည်းဖြစ်လာတယ်လို့နှလုံးသွေးကြည်လင်လာလိမ့်မယ်တရားအားထုတ်ပါများရင်ကျမ်းမာလာတယ်တရားထိုင်လို့ကျမ်းမာတယ်တရားထိုင်လို့ယောဂလေးပျောက်တယ်ဆိုတာရှူချိုက်မှုမှန်လို့အထိုင်မှန်တယ်အထမှန်တယ်အသွားမှန်တယ်အိမ်မှန်တယ်အစားမှန်တယ်ဟုတ်လားသွားသလားအရိယာပုမှန်တယ်စိတ်တွေချမ်းသာတယ်စိတ်ချမ်းသာပါများတော့ရုပ်လည်းကျမ်းမာလာတယ်ယောဂီတို့ရဲ့စိတ်ချမ်းသာလို့ရုပ်ကျမ်းမာလာတာစိတ်မချမ်းသာရင်ရုပ်မကျမ်းမာဘူးယောဂများတယ်နော်ဒါကြောင့်မလို့တရားသမားတွေကျမ်းမာတယ်တရားအားထုတ်ရင်းနဲ့ကျမ်းမာလာတယ်ဆိုတာဟာဒီမိမိစိတ်ချမ်းသာမှုများနေလို့ဗာများလာလို့စိတ်ချမ်းသာအောင်ဘု து ဆုံးမတဲ့လိုက်နာတယ်မြတ်စွာဘုရားရှင်ဤအဆုံးအမတိုင်းလိုက်နာကျင့်သုံးနေသောပုဂ္ဂိုလ်မှန်တယ်များတို့သည်ထိုင်နေတဲ့အခါဖြစ်ရက်တဲ့အခါဖြစ်ရက်ချင်တာဖြစ်ရက်တဲ့အခါရက်တယ်ဖြစ်ထားလိုက်တဲ့အခါအမကလေးထားလိုက်ရတယ်ဟောပြီးတော့ရက်တယ်ပြီးလှမ်းကျင်တာလှမ်းတာလေးဒီဟောရှေ့တော်လေးကြွကျင်တာလေးဒီဖြစ်ကြွသွားတာလေးဒီလှမ်းကျင်တဲ့ဖြစ်လှမ်းသွားတဲ့အခါဖြစ်လှမ်းသွားတာလေးဒီအောက်ချတဲ့အခါဖြစ်ချသွားတာလေးဒီဟောထိတာလေးရှည်ဖျားလေးပထမချရှည်လဲဖြစ်ရှည်ဖနောက်ဖြစ်ဒီစိတ်ကိုလူမမာကဲ့သို့ဖြစ်ဒီစိတ်ကိုရှည်တော့အမူအရာမှာကပ်ပြီးတော့မှတ်နေရမယ်နော်ဒါဘုသူရဲ့စီကံဒါသတိပဋ္ဌာန်လမ်းစဉ်လို့ခေါ်တယ်နော်ဒီသစ္စာ၄ပါးကိုမြင်ဖို့အတွက်မဉ္ဇဉ်ဖူဉ္ဇဉ်သောတာပန်စအရိယာဖြစ်ခြင်းတဲ့ပုဂ္ဂိုလ်တို့သည်ဘုသူအဆုံးမတယ်လိုက်နိုင်ရမယ်ဘုရားရှင်အဆုံးမစီကံသည့်ဗာ၄ပါးတဲ့သတိပဋ္ဌာန်၄ပါးဗာ၄ပါးပါလိအဲ့ဒီသတိပဋ္ဌာန်တတိန်ဧဝပဋ္ဌာနာသတိပဋ္ဌာန်ဆိုသတိတာပြဋ္ဌာန်းပြီးတော့ကိုယ်မူရာပေါ်မှာကြောင်းရဆိုင်နေမယ်စိတ်ကလည်းစိတ်ထွတ်တိုင်းကိုမလိုက်နဲ့စိတ်ကူးပေါ်ရင်စိတ်ကူးတယ်စိတ်ကူးတာစိတ်ကူးမှသိသုံးရှစ်ပြီးပြန်ပြီးရှိသေးတာတိုင်းနဲ့မရှိတော့ကြောက်သွားပြီ။ဩပါဠိပေါ်စိတ်ကအပြည့်ချွတ်နေဆိုတာတတိကင်းနေလို့ဟုတ်တယ်လားစိတ်ကူးရင်နေတဲ့စိတ်ကတောင်တွေးမြောက်တွေးတောနေတာဆိုတာစီကံပစ္စည်းနေလို့တတိတမ္မာတတိမက်ကင်စီကံပစ္စည်းတဲ့ခဏလေးမှာအပြည့်အာယုန်တွေဝင်လာတယ်မဟုတ်လားစိတ်တွေအပြင်ရောက်ပြီးမျောပြီးတောင်တွေးမြောက်တွေးတောနေတာဒီမိမိတတိစီကံရွှင်ရှဲပေါ်လို့အပမာဒပျောက်ပြီးတော့ပမာဒဖြစ်နေလို့
မိလျောနေတဲ့ယောဂီရဲ့တဏ္ဍာမှာစိတ်တွေငြိမ်ပါမလားစိတ်မငြိမ်ရင်ယုတ်ကလည်းမငြိမ်တော့ဘူးနော်စိတ်တည်ငြိမ်လာပြီဆိုယုတ်ကလည်းတည်ငြိမ်လာတဲ့စိတ်တည်ငြိမ်လာခြင်းယုတ်ကလည်းတည်ငြိမ်လာတယ်နော်စိတ်မငြိမ်လို့ယုတ်ကမငြိမ်တာဒါဆိုရင်ယောဂီများတဏ္ဍာမှာစိတ်ကိုအမြဲတမ်းဘာလို့နေရမလဲဆုံးမပြီးတော့ထိုင်နေတဲ့ခါလဲဘယ်သူဆုံးမပြီးမှတ်ရတဲ့ခါလဲဘယ်သူဆုံးမနဲ့မှတ်သွားတဲ့ခါလဲဘယ်သူဆုံးမနဲ့ဟောထိုင်ထိုင်ထထသွားလာလာအမူအရာတိုင်းမှာဘာရှိရမယ်စီကံဘာရှိရမယ်စီကံဆိုတာဘယ်သူဆုံးမပါလိဘုရားရှင်အဆုံးအမတရားတော်အတိုင်းလိုက်နာကျင့်သုံးမယ်ဆိုရင်မိသည့်ပုဂ္ဂိုလ်မဆိုပေါ့ယဟန်ဖြစ်ဖြစ်လူဖြစ်ဖြစ်ဆင်းရဲလာမလားချမ်းသာလာမလားဘယ်ချမ်းသာနဲ့မှနှိမ့်ဆလို့မရတဲ့ချမ်းသာကြီးဒီဓမ္မချမ်းသာနော်ဘာချမ်းသာပါလိဓမ္မချမ်းသာဝိပဿနာချမ်းသာဝိပဿနာအတိတ္တဉာဏ်တက်ကလေးဒီကိုယ်တဏ္ဍာထဲမှာဖြစ်ခွင့်ရနေမယ်ကိုယ်တဏ္ဍာထဲမှာကျုံခွင့်ရနေမယ်ဆိုရင်မြည်သည့်ပုဂ္ဂိုလ်မဆိုချမ်းချမ်းသာသာလားစင်စင်ရဲရဲလားအလို့စိတ်တွေချမ်းသာပြီးတော့ခန္ဓာနဲ့ဉာဏ်ကိုတွဲပြီးခန္ဓာကပေါ်လာတဲ့သဘောလက္ခဏာလေးတွေအကဲခက်ပဲကြည်ညာလေးတွေအဲ့ဒါလို့ခန္ဓာရှိတဲ့ဉာဏ်သီးနဲ့သုံးသပ်နေမှထိုင်နေစဉ်မှာဖြစ်ဖြစ်သွားလာထိုင်နေတဲ့အိယာမှာအဆောင်လေးကိုဝင်တောင်မှစကားပြောတာလေးမဖြစ်တာဆိုရင်တော့အနေနဲ့လေးပြောအကြာကြီးမပြောနဲ့မပြောရင်မဖြစ်ဘူးဆိုရင်တော့ပြောလိုက်နည်းနည်းလေးပြောအကြာကြီးဖောင်ဖွဲ့ပြီးတော့ဟိုအကြောင်းလေးမပြောနဲ့ပြောရင်တမာတိဖြစ်တယ်နော်ဘုရားရှင်ကလူမမာနဲ့တူစွာခြင်းလို့ပြောတယ်ပါဇတ်နှုတ်ခံပြောနိုင်စွန်းလဲအနှမ်းတော်သူပမာယူနည်းတူခြင်းရမယ်ပါဇက်ကမြတ်မြတ်ပြောတတ်ပေညာတော့အားကဲ့သို့နေချမ်းသာတယ်ကွာမြင်ရရှိတယ်မမြင်ကောဆောင်ရင်ချမ်းသာတယ်ကွာမြင်နေလိုက်ပြီးကြည်နေရမယ်ကြည်နေမယ်တွေးတော့နေမယ်ဆိုရင်ချမ်းသာခြင်းတရားတွေတွေ့ပါအောင်မလားမြင်တဲ့နောက်ကိုမလိုက်စေနဲ့ကြားတဲ့နဲ့ကြားတဲ့နောက်ကိုနာတဲ့နောက်ကိုအစားစိတ်နောက်တိုင်းရတာနာတာကောင်းတဲ့နောက်လိုက်တောင်းကောင်းတာပေါ်တိုင်းကြံစီတွေးတော့မှုပေါ်တိုင်းမလိုက်ပါနဲ့တဲ့ဘာနဲ့သင်စီပေးပါတတိနဲ့ဘာနဲ့သင်စီရမယ်တတိပဋ္ဌာန်တော်ဒါတဲ့တတိပြဋ္ဌာန်းသောအာယုန်တို့ဖြင့်ကြောင်းကြဆက်ကြည့်နေမယ်ဆိုရင်ခန္ဓာမှာအကုသိုလ်တွေပါလာလိမ့်မယ်ဟုတ်တယ်လားအကုသိုလ်နံခန္ဓာမှာအကုသိုလ်ပါလာရင်ဆိုရင်ပါလာမယ်ဆိုရင်ယုတ်ကလည်းငြိမ်လာတော့တာပဲနံဆိုတဲ့စိတ်မှာအကုသိုလ်တွေပါလာရင်ယုတ်မှာပေါ့ပါဖြစ်လာတာပေါ့အဲကြောင့်လဲကိလေသာတွေနည်းတာကိုလောဘဒေါသကြံတဲ့လောဘဒေါသမောဟတရားတွေနည်းနေတဲ့ပုဂ္ဂိုလ်တဏ္ဍာမှာစိတ်ချမ်းသာမှုများနေတယ်လေအဲ့ဒီစိတ်တွေချမ်းသာလေးကိုချမ်းသာပြီးတော့နေရထိုင်ရတဲ့အလိုပေါ့ပါပဲဖြစ်တာဟုတ်တယ်နော်စိတ်ချမ်းသာရင်ဘာဖြစ်တယ်ခန္ဓာလည်းပေါ့ပါတာပေါ့အကုသိုလ်နည်းရင်ပေါ့တယ်လေအကုသိုလ်များရင်လေးတယ်ခန္ဓာကိုယ်မှာအကုသိုလ်တွေဝင်နေပြီဆိုရင်ဒီခါဓမ္မတွေမလေးဘူးလားဟာရင်ကိုမောတာဗျာအသက်ရှူတော့ကြက်တာအကုသိုလ်ဝင်လာလို့ရှိရင်လေအသက်ရှူရတာတော့မှပင်ကိုပင်မန်းတာရှူချဲကိုဖြစ်တယ်တခါတည်းသိပင်းကြီးဟင်းကနေသိပင်းကြီးခဏချနေတာအဲ့ဒါဘာတတ်တွေလွန်မို့တွေအကုသိုလ်စိတ်တွေကပ်နေပြီဟုတ်တယ်လားအသက်ပြင်းချနေတယ်ဆိုတာအကုသိုလ်တွေဝင်နေလို့နော်တည်ငြိမ်အေးချမ်းနေတာဒီကုသိုလ်နဲ့နေလို့ဒါကြောင့်မလို့တရားဆိုတဲ့အလောက်ကယောဂီတို့ရဲ့ကုသိုလ်အာယုန်နဲ့လားအကုသိုလ်အောင်နဲ့လားလောဘဒေါသမောဟတွေငြိမ့်တဲ့မကငြိမ့်အောင်ဘာလုပ်ပေးပါစောင့်ချောက်ပေးပါခန္ဓာအစဉ်ကိုဉာဏ်ရှင်ရမယ်နော်ဘာကိုအစဉ်ကိုဟုတ်ပြီဘုရားရှင်ကောသလမင်းကြီးရဲ့အဲ့ဒါလို့ရေမောလာတာကိုမြင်ပြီးတော့မင်းကြီးတဲ့လောကမှာမိတိတိုက်ပွဲတွေအောင်အဲ့ဒီတိုက်ပွဲမှာအောင်မင်းညာတော်လဲငါဘုရားကဆက်အောင်တယ်လို့မဆိုဘူးမိမိရဲ့စိတ်စဉ်ထဲမှာကိလေသာတည်ဟူသောနှလုံးသားထဲမှာတည်နေတဲ့လောဘဒေါသမောဟစဉ်အကုသိုလ်တရားတွေအကုသိုလ်ကိလေသာတပုံတွေကိုရှေမုံနိုင်ပါမှသာလေအဲ့ဒီပုဂ္ဂိုလ်သည်
တိုက်ပွဲမှာအောင်မြင်တော့ပုဂ္ဂိုလ်လို့ငါဘုရားမိန့်တော်မူ၏နားလည်ပြီနော်ခါတော့ကရန်တော်တစ်ပါးဆွမ်းစားကြွားပြီးတော့တက္ကမတယောက်ကပရိယေမာယာတိနဲ့ပြည်တဇာမတယောက်ကပရိယေမာယာတိနဲ့စီမံနဲ့ပထမဖြည်းဖြည်းလေးဆွမ်းနေပါတယ်သူကြိုက်တဲ့ဟင်းလေးရာတွေကိုရှစ်ပြုတ်ပြီးနဲ့ဟိုယဟန်တော်လေးကတဲ့ယဟန္တာပုဂ္ဂိုလ်ကိုဇံပင်ရတဲ့ယဟန္တာပုဂ္ဂိုလ်မှသူမသိဘူးမြှဆွဲမယ်ဒီမင်းသားလေးကချမ်းသာတဲ့အတိုင်းဝိုင်းတွေသူ့ကိုငါရအောင်ယူမယ်ဆိုပြီးတော့ပြည်တဇာမကအဲ့ဒီရဟန်းတော်လေးကိုကြိုက်နေတဲ့အာဟာရတွေရှစ်ပြိုးပြီးကျွေးနေနဲ့ဒီကြတော့အိမ်ခန်းထဲမှာနေမကောင်းမှဆောင်းတာပေါ့လေနေမကောင်းဘူးတကယ်လို့အနာမရှိတဲ့ကြော်မလေးတယောက်အိမ်ဖော်မလေးတယောက်ပြောထားတယ်ရှင်မြတ်ကြွလာလို့ရှိရင်လေခဏဘေးဖယ်ပြီးနော်အနေမကောင်းဘူးခန်းထဲကိုခဏကြွခဲ့ပါလို့ခန်းထဲမှာလာပြီးဆွမ်းလူခံပါလို့လျှောက်ထားပြီးနော်အဲ့တော့ဒီနဲ့ဒါနဲ့ပဲရှင်မထေကြွလာတဲ့ခါကျတော့ဆွမ်းတကမှမတွေ့ပါလားအရှင်ဘုရားအနေမကောင်းလို့ဗျာအရှင်ဘုရားခန်းထဲကိုကြွပြီးတော့ဒါဆွမ်းလူခံပါအဲ့လိုပေါ့နော်အဲ့လိုသွားတော့သူကဘုရားကဇေရွန်အကြောင်းမှမြင်နေတယ်လေမြင်နေတဲ့ရဟန်းတော်ကြီးကလည်းဩငါဖြီးမြောက်မယ်လေဆိုသွားလိုက်တာခန်းထဲဝင်တော့တခါအတင်ပိတ်ခိုင်းတယ်အဲ့ဒါညှိဆွဲတာပေါ့လေကိလေသာတွေနဲ့ညှိဆွဲပြီးအမျိုးတို့သူ့ကိုလိုချင်အောင်ပေါ့လေအမျိုးစုံညှိဆွဲလိုက်တဲ့ခဏလေးမှာပုံပြဆန်းပြစ်တွေညှိဆွဲပြီးညားတော့လေကိလေသာကုတ်ခန်းနေတဲ့ရဟန်းတော်ကြတော့စိတ်ဝင်စားသလားဖြစ်ဆိုသူကခန္ဓာအတင်းဆွဲခြေတောက်တဲ့အတင်းဆွဲနေတဲ့ခါမှာတိုင်းဆိုတွေ့ထိမှုသဘောတက်ကိုညံကပ်ပြီးပက်ကနေနှလုံးသွင်းလိုက်တဲ့အခါမှာဒီရဟန်းတော်တွေကအဘိညာဉ်တူနဲ့ခေါင်းကင်ရအိမ်ကိုဖောက်ပြီးတော့ခေါင်းကင်ရကကြွခေါင်းကင်ရကြွသွားတာခေါင်းကင်ရကြွပြီးတော့ဘုရားရှင်တန်တော်ကဘုရားရှင်ကပြောပြတယ်ရဟန်းတို့တဲ့တိုက်ပွဲမှာအောင်မြင်လာတော့စစ်သူကြီးတပ်ပါရောက်လာပြီငါဘုရားရှင်တန်တော်ဘာကိုခဏလေးရောက်လာတော့မဲ့ပုဂ္ဂိုလ်သည်တိုက်ပွဲမှာအောင်မြင်လာတော့စစ်သူကြီးပဲတဲ့ဘယ်ထဲမှာအောင်မြင်လာတာညာမကြခင်ရန်တော်ရောက်တဲ့ကကနာလေးမှာရန်ပရိသတ်တွေကလည်းအများကြီးနေကြတယ်ဒီရန်တော်ရောက်တော့ဩဘုရားရှင်ကရှင်သာယဟန်တဲ့သင်ကိုဘယ်လိုမာတုကာမတိကညှိဆွဲတဲ့ပြောစမ်းပါဦးအမှတပိတော်တတိလက်မိခဲ့တယ်တပိတော်ကိုစားတော့ခြင်းနဲ့ညှိဆွဲပါတယ်ဘုရားသွားဖို့လာဖို့နဲ့ညှိဆွဲပါရည်တာမောလာညှိဆွဲပါတယ်ဘုရားနောက်ဆုံးတပိတော်သူနေမကောင်းကွန်ဆောင်ပြီးတပိတော်ခန်းထဲကိုရောက်အောင်ညှိဆွဲခဲ့ပါဒါမဲ့တပိတော်ကတော့ဘုရားရှင်ဆုံးမတရားတော်အတိုင်းပေါ့ဗျာတပိတော်တလုံးသွင်းတာချစ်ချင်းတပိတော်ကသိစီပြန်ပြီးတော့အပင်ရှင်နဲ့သကိုးနဲ့တပိတော်ကြွလာနိုင်ခဲ့တယ်ဗျာလွန်ကြီးချမ်းသာခွင့်ရလာခဲ့တယ်ဗျာအဲ့လိုပြောတော့ယဟန်တန်ဃာတွေကိုအော်သင်ပြီးတော့ဟောတော်လိုက်တာပုရုဇဉ်ယဟန်တော်များဆိုဘာဖြစ်လဲဇံချောတာပေါ့ဟုတ်လားအရိယာမဖြစ်သေးဘူးဆိုရင်ဘာချောသွားနိုင်တယ်အဲ့တော့ဘုရားရှင်ဆိုလိုတာကဘယ်မှာအောင်မြင်တဲ့ပုဂ္ဂိုလ်ဆိုလိုတယ်ကိလေသာယံသဘုံတို့ကိုဘာလို့ရှင်းမှုန်းနိုင်ခဲ့တယ်ဟုတ်ကဲ့လားဘယ်သူကိုနိုင်ခဲ့တယ်ဟေးကိလေသာဒီဥသောလောဘဒေါသမောဟတို့ပဲနှောင်တွေထားတဲ့အလောင်းတွေအာယုမန္တန်မြတ်တွေကိုလွတ်မြောက်လာခြင်းကြောင့်ဘုရားရှင်ကတတန်တရားလို့ဒီပုဂ္ဂိုလ်ဒီအောင်မြင်တဲ့ပုဂ္ဂိုလ်လို့ခေါ်တယ်ဟုတ်လားအဲ့ဒီလောဘဒေါသမောဟတရားတွေကိုမအောင်မြင်ပါဘဲနဲ့အပြင်လောကမှာလောဘဒေါသမောဟတွေလွန်မိုးပြီးတော့နေကြမယ်ဆိုရင်အဲ့ဒီတိုက်ပွဲမှာအောင်မြင်တဲ့ပုဂ္ဂိုလ်လို့ဆိုထိုက်ပါမလားဘာမှရှိတဲ့ပုဂ္ဂိုလ်မလို့ကိုယ်ပိုင်စည်းကမ်းတွေမရှိဘုရားဆုံးမတဲ့စည်းကမ်းတဲ့ကိုမလိုက်နာမကျင့်သုံးလို့ဟုတ်လားဘုရားရှင်ဆုံးမသောသီလတရားတွေကိုကျိုးပဲ့နေလို့တမာတိကျင့်တယ်ကိုမကျင့်သုံးလို့ဝိပဿနာတရားတို့တရားမြတ်ကိုမကျင့်မကြမအားမထုတ်ခြင်းကြောင့်ဒီပုဂ္ဂိုလ်တဏ္ဍာထဲမှာဘာလွန်မိုးပြီးတော့နေကြပါလိအလုံးခြုံပြောရင်အကုသိုလ်တွေလွန်မိုးနေတယ်ဘာတွေလွန်မိုးနေတယ်လောဘစိုက်သောအကုသိုလ်တရားတွေလွန်မိုးခန္ဓာရသောပုဂ္ဂိုလ်မှန်တယ်များတို့သည်စိတ်တွေအမြဲတမ်းဘာဖြစ်နေလိမ့်မယ်ညှဉ်းနှောနေရမှာပေါ့ရင်မောနေရမှာပေါ့ဟုတ်ကဲ့လားပေါ်လာတဲ့အာယုံလေးကိုမဖြစ်စီနိုင်ဘူးပေါ်လာတဲ့အာယုံလေးကိုသတိထားပြီးတက္ကလာမပယ်တတ်နိုင်ဘူးနော်ပယ်မတတ်နိုင်ဘူးလို့ဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်တို့ဒီယဟန်ဖြစ်ဖြစ်လူဖြစ်ဒီပုဂ္ဂိုလ်တို့ဒီချမ်းသာမလားဆင်းရဲမလား
ဒါကြောင့်မလို့ဘုရားရှင်ကဘာတရားကိုလက်ကင်ထားကိုယ်ပိုင်စီကံပြည့်တဲ့သိက္ခာပုဒ်ရဲ့သီလသိက္ခာပုဒ်တွေကိုစောင့်ရှောက်ရမယ်မဟုတ်လားသီလကျင့်စဉ်မြတ်ရည်စဉ်သမာဓိကျင့်စဉ်မြတ်ရည်စဉ်ပညာမြတ်ခင်မြတ်ရည်စဉ်ဒီဟုသောမြတ်ရည်စဉ်တရားတွေပဲပယ်ဖြတ်ထားမယ်ဆိုရင်အကုသိုလ်တွေမပါလာဘူးလားသီလယနာသမာဓိယနာပညာယနာတို့ဖြင့်ထုံမှန်းထားသောပုဂ္ဂိုလ်တို့သည်ချမ်းသာမလားဆင်းရဲမလားဒါကြောင့်ချမ်းသာခြင်းကိုလိုလားတဲ့ပုဂ္ဂိုလ်တို့သည်ဘာယနာတွေထုံမှန်းထားရမယ်သီလယနာသမာဓိယနာပညာယနာဟုတ်တယ်လားနှလုံးသားတဲ့ကောသီလယနာသမာဓိယနာပညာယနာတို့ဖြင့်ထုံမှန်းပြီးထားတဲ့ပုဂ္ဂိုလ်တဏ္ဍာတဲ့ဝယ်အကုသိုလ်တွေပါလာမလားမပါလာဘူးလားအကုသိုလ်တွေနေပါပြီကုသိုလ်တရားတွေကနေရာရလာမယ်ကုသိုလ်တရားတို့ဖြင့်မိမိစိတ်စဉ်ထဲမှာအမြဲမပြတ်လွှမ်းမိုးပြီးတော့နေကြမယ်ဆိုရင်ယံဖြစ်စေလူဖြစ်စေဒီပုဂ္ဂိုလ်တို့သည်ကိုယ်ပဲစီကံရှိလာလို့ချမ်းသာမလားဆင်းရဲမလားရှိလို့ချမ်းသာတယ်အဲတော့စီကံသည်အောင်မြင်ကြောင်းတရားဟုတ်လားစီကံသည်ဘာတရားလဲလဲရှေးရှေးသူတော်ကောင်းတို့သည်စီကံရှိလို့အောင်မြင်တော်မူကြပါသည်ဟုတ်တယ်လားကိုယ်ပိုင်စီကံတွေရှိလို့သောတာပန်ဖြစ်ကြပါတဲ့တထာဂပုဂ္ဂိုလ်တွေနာဂပုဂ္ဂိုလ်ယန္တာပုဂ္ဂိုလ်တွေအဲ့ဒါတော့မေသေးသေးဘောသေးသေးရပြီးတော့ဒုက္ခတွေချုပ်ငြိမ်းရုပ်သိမ်းကုန်ကြတာပါရှိကြလို့ဒီနေ့ဘုန်းကြီးတို့တရားဓမ္မရဲ့တဏ္ဍာမှာလည်းပဲပါရှိရမယ်စီကံရှိမှချမ်းသာရာစီကံမရှိရင်ဆင်းရဲကြဟုတ်လားဒါကြောင့်မလို့သွားလာလာထိုင်ထိုင်ထထပြောဆိုစားစားတောက်စားသုံးတဲ့ခါလဲပါရှိရမယ်တခါတည်းသမင်းဟင်းလျာဒီကိုနဲ့ထိုက်တန်တလောက်ယူပကံပြားတယ်မှာထသွားရင်မကြံစီနဲ့ဒါကိုယ်ပိုင်စီကံသူကစားပြီးလောဘလည်းကြီးနဲ့ထက်လိုက်ရောမကုံဘူးမကုံပြီးကြံလိုက်ရောအဲ့ဒီပကံပြားတဲ့မှာအလကားဖြစ်သွားတာပေါ့ဟုတ်လားကိုလိုတလောက်အစဉ်ပြေတလောက်တော့ထက်ပြီးလို့ရှိရင်ကိုကကုံအောင်စားဟုတ်လားလိုလို့ရှိရင်ထထက်အစဉ်ပြေသွားမယ်ပေါ့နော်မလိုမလားပဲနဲ့မလိုလားတဲ့ပစ္စည်းတွေရောအလကားတဲ့မဆုံးချုံရဘူးမဟုတ်လားဒါဘာလို့ခေါ်လဲစားတကအစစီကံတောက်တာရေတွေတောက်တယ်ရေတွေကိုလည်းအများကြီးမှသူလိုတလောက်ထက်တောက်တောက်ပြီးတောက်ရတဝက်လောက်တောက်ပြီးလွှင့်ပြလိုက်လို့ရှိရင်အဲ့ဒီရေကအလကားရတာမဟုတ်ဘူးဟုတ်တယ်နော်ရေတံပလင်းတွေဆိုတာပိုက်ဆန္ဒပြီးဝယ်ထားတာဒီရေတွေစစ်တွေနဲ့တင်ရတယ်ဆိုတာလျှက်စစ်တွေတင်ရတာအရာတိုင်းမှာတရားဓမ္မတို့ရဲ့ကိုယ်ပိုင်စီကံရှိမယ်ဆိုရင်နေရထင်ရတာမချမ်းသာဘူးလားလောကမှာဆင်းရဲကြတယ်တယောက်နဲ့တယောက်ပြဿနာတွေဖြစ်တယ်စကားတွေပြောရတယ်ကြင်ကြံတန်းတန်းကြီးပြောရတယ်ဆိုတာဘာမရှိလို့ဟိုလိုက်ပြောရဒီလိုက်ပြောရဟိုဆောင်လိုက်စိတ်ရဒီဆောင်လိုက်လက်စစ်စေးရဟိုယောဂီလိုက်ပြီးဆူရဒီယောဂီလိုက်ဆူရဘာမရှိလို့စီကံရှိတဲ့ယောဂီကိုလိုက်စစ်စေးဖို့လိုသလားမလိုဘူးနော်နေရာတဲ့မှာဘာရှိဖို့လိုအပ်တယ်စီကံသည်အောင်မြင်ကြောင်းတရားပြန်ပြောပါနေရာတကာစီကံသာမှန်စွာလိုအပ်ဆုံးဟုတ်လားသာသနာပြုလုပ်ငန်းမှာဖြစ်စီလောကီလုပ်ငန်းမှာဖြစ်စီပဲလုပ်ငန်းဖြစ်ဖြစ်သာနာကျိုးလောကကျိုးဆောင်ရွက်တဲ့အခါဖြစ်စီဘာရှိရမလဲအဲ့ဒီစီကံစနစ်တရားလေးတွေကျင့်ကြံပါကအားထုတ်မယ်ဆိုရင်ဘုရားဆုံးမဖြစ်တဲ့သီလတွေသမာဓိပညာတရားတွေတိုးပွားပြီးတော့အဋ္ဌသီလအဋ္ဌစေတအဋ္ဌပညာတရားတွေကတိုးပွားကောင်းမိမိတဏ္ဍာမှာဟောယုတ်တရားနံတရားတို့မသိလာဘူးလားဒီယုတ်ဒီနာဒီခန္ဓာ၅ပါးယုတ်နံဓမ္မသင်္ခါရတရားတို့ရဲ့ဗာသက်စာကိုမြင်လာမယ်ဗာသက်စာကိုပယ်တတ်တတ်လာမယ်သမုဒယသစ္စာတွေဗာသက်စာကိုပွားများလာလို့ဗာသက်စာဆိုင်လာမယ်တို့ယောဂီသူတော်ကောင်းများတဏ္ဍာမှာဒုက္ခသစ္စာကိုပိုင်းခြားမြင်အောင်ကြိုးစားနိုင်ကြပါစေအပယ်လေးပုံရောက်စေနိုင်သောသမုဒယသစ္စာကိုပယ်စွန်မေဃသစ္စာပွားများကနိရောဓသစ္စာဆိုတဲ့မဉ္ဇဉ်ပုညနိဗ္ဗာန်ချမ်းသာကိုဤဘဝဤခန္ဓာဤသာသနာတွင်မှာပင်လေတရားအထုတ်တဲ့ဝိပဿနာဉာဏ်သည်လင်းမြန်စွာမဉ္ဇဉ်သို့ကျေစုပြု၍နိဗ္ဗာန်ချမ်းသာသောချမ်းသာမြတ်ကြီးကိုကောင်းစွာမသွေရရှိခံစားနိုင်ကြပါစေကုန်သတည်းကဲကုသိုလ်တရားတွေရင်ဝယ်ပိုက်ပြီးတလောကလုံးကိုမေတ္တာဖြန့်ဝေကြမယ်အထေရမမြတ်တဝါချမ်း
သာကိုယ်စိတ်ငြဲကြပါစေအန္တရာယ်ကင်းဘေးတွေရှင်လက်ငင်းချမ်းသာကြပါစေအောက်အယမညာသတဝါရှမ်းသာကိုယ်စိတ်ငြဲကြပါစေအန္တရာယ်ကင်းဘေးတွေရှင်လက်ငင်းချမ်းသာကြပါစေနန္ဒာစကြဝဠာညာတရဝါရှမ်းသာကိုယ်စိတ်ငြဲကြပါစေအန္တရာယ်ကင်းဘေးတွေရှင်လက်ငင်းချမ်းသာကြပါစေတရားဟောတရားနာညာတရဝါချမ်းသာကိုယ်စိတ်ငြဲကြပါစေအန္တရာယ်ကင်းဘေးတွေရှင်လက်ငင်းချမ်းသာကြပါစေကိုယ်စိတ်နှဖျားဘေးရန်ကွာကျမ်းမာကြပါစေကိုယ်စိတ်နှဖျားဘေးရန်ကွာချမ်းသာကြပါစေမေတ္တာနှလုံးကိုယ်စီသုံးချွင်ပြုံးကြပါစေမေတ္တာယံသူဒေါသမုအပူကင်းပါစေမေတ္တာရေချမ်းကိုယ်စီဖြန့်အေးချမ်းကြပါစေခန္တီနှလုံးကိုယ်စီသုံးချွင်ပြုံးကြပါစေဒုမေတ္တာစွမ်းကဘာလွန်အေးချမ်းကြပါစေဒုမေတ္တာစွမ်းကဘာလွန်ငြိမ်းချမ်းကြပါစေဤသို့ပြုရာမြတ်ဘုံညာကြောင့်အမတခေမံဤနိဗ္ဗာန်ကိုဧကံဒုလျှောက်ရောက်စေသောယနေ့ယခုအာထုတံမြတ်မြတ်ဘာကကိုညုတံဟောနှင့်ကိုယ်ငါဆောင်ကျင်ကိုယ်ဆောင်နှကအရင်စား၍ရှိသမျှလုံးစုံဘုံ30ဖြစ်ဖြစ်သမျှရှိရှိသမျှဝေနေရတို့ရှားကြပါစေငါဝေသည်ညာတွေသာဟောစေသောဥဒ္ဒေမြတ်ယူတော်မူကြပါကုန်လောအရိယာသူတော်ကောင်းတို့ဩသာအပ်သောမြတ်တရားနှင့်ကျွန်ုပ်တို့အားထုတ်ရသောကုသိုလ်မှန်သမျှတို့ကိုမြောက်ဝမ်းသာစွာဖြင့်သာဓုကုသိုလ်မြတ်ယူတော်မူကြပါကုန်လောအရိယာသူတော်ကောင်းတို့ဩသာအပ်သောမြတ်တရားနှင့်ကျွန်ုပ်တို့အားထုတ်ရသောကုသိုလ်မှန်သမျှတို့ကိုဝန္တာစွာဖြင့်သာဓုကုသိုလ်မြတ်ဘုတော်မူကြပါကုန်လော
သောကောင်းတို့ဘုရားသောမြတ်တရားဒီလိုတို့အားထုတ်ရသောကုသိုလ်မှန်သမျှတို့ကိုဝမ်းမြောက်ဝမ်းသာစွာဖြင့်သာကိုယ်စိတ်နှပြကြမှာချမ်းသာတို့တရားသီးတို့ဉာဏ်တို့ကိုလင်းမြန်သောမျက်မှောက်ပြုလွယ်နိုင်ကြပါစေ